မိုနာလီဇာပတိကဘာကြောင့်ဒီလောက်ထိကဘာကျော်ရတာလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးခြင်းပါတယ်ထူးခြားတဲ့ဒီပတိကားကိုရေးဆွဲတဲ့လီယိုနာဒိုဒါဗင်ဂျီဟာဒီပတိကားကိုအလွန်ပါးလွှာတဲ့ဆေးလွှာပေါင်း30ကျော်နဲ့ထပ်ဆင့်ပြီးရေးဆွဲခဲ့တာပါဆေးလွှာတစ်ခုချင်းစီကလူစမင်ထက်တောင်ပိုပါတဲ့1မှ2မိုက်ခရွန်သာရှိပါတယ်ပတိဆွဲချက်တစ်ခုချင်းစီကမီလီမီတာအနည်းငယ်သာရှိပြီးအပြားထက်တောင်ပိုပြီးတော့သိခဲ့ပါတယ်ဒီလိုနူးညံ့သိမ်မွေးတဲ့ဆေးရောင်ဆက်နီးစနစ်တွေကြောင့်ပဲမိုနာလီဇာရဲ့အပြုံးဟာကြည့်ရသူနဲ့အမြင်တောက်ပေါ်မူတည်ပြီးပြုံးနေသလိုလိုမပြုံးသလိုလိုနဲ့စမ်းကြယ်နေရဖြစ်ပါတယ်။မိုနာလီဇာပတိကအစပိုင်းမှာလူပါပြတိုက်ထဲကတာမန်ပတိကတစ်ချက်သာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့1911ခုနှစ်မှာအခိုးခံလိုက်ရတဲ့အခါမှာကမ္ဘာတဝန်းကသတင်းစာတွေကဒီအကြောင်းအရာကိုဖော်ပြခဲ့ကြပြီးလူများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။လူတိုင်းကဘလို့ပတိကားမလို့အခိုးခံရတာလဲဆိုပြီးတော့ကြည်ကျင်လာကနေတညာတွေးချင်းကဘာကျော်သွားခဲ့တာဖြစ်ပါတယ်။ကျမနာမည်ကတော့ယတနာပါ။